Hello အားလုံးပဲမင်္ဂလာပါ Welcome back to my channel ကိုပေါ့နော်ဟိုတနေ့ကကို post လေးတစ်ခုတင်လိုက်တယ်ပေါ့နော်ဒီနေ့ပိုင်းပျောက်နေတာပေါ့နော်လူလိန်ခံလိုက်ရလို့လူလိန်ခံလိုက်ရလို့ဆိုတော့ငယ်ချင်းတွေအားလုံးကဘာဖြစ်တာလဲဘာလူလိန်ခံရလဲတဲ့သိချင်တယ်ဆိုပြောကြလို့ကိုဒါလေးကိုအားလုံးနဲ့ experience sharing အနေနဲ့ကိုအလိန်ခံရတာလေးကို sharing လေးလုပ်ပေးကြပါတယ်ဒီမနစ်ကပေါ့နော်2024ကကိုတို့ဒီကြောင်းပြောင်းမယ်ပေါ့ဘန်ကောက်ကနေကြောင်းပြောင်းမယ်တခြားနိုင်ငံကိုရွေးမယ်ဆိုပြီးတော့ကိုတို့တငယ်ချင်းတွေပေါ့နော်တိုင်ပင်ကြရပေါ့ငါတို့ဘယ်နိုင်ငံသွားရင်ကောင်းမလဲဘာညာပေါ့အချိန်မှာကိုတို့ထိုင်ဝမ်ကိုသွားကြမယ်ငါတို့ထိုင်ဝမ်ကပတ်ထိုင် job တွေလည်းရတယ်အလုပ်ကိုင်တွေလည်းအဆင်ပြေရယ်ဆိုပြီးတော့ကြားတော့ဟိုဘက်မှာလည်းထိုင်ဝမ်မှာလည်းတငယ်ချင်းတွေရှိရယ်ကွယ်အဲ့လိုဆိုတော့ကိုတို့ထိုင်ဝမ်မှာကျောင်းသွားတက်ကြမယ်ဆိုပြီးတော့ရွေးချယ်လိုက်ပဲပေါ့ဒီထိုင်ဝမ်ကိုရွေးချယ်လိုက်တော့အမ agency တွေလိုက်ရှာကြတယ်လိုက်ရှာပြီးလိုက်စုံစမ်းတော့ဘယ်ဟာကောင်းမလဲဘယ် page ကကောင်းမလဲပေါ့နော်ဘယ် agency ကကောင်းမလဲဆိုပြီးလိုက်ရှာကြတော့အမကိုတို့အဲ့ social influencer တယောက်နဲ့အတူတူအလုပ်တွဲလုပ်တဲ့ page ကိုတွေ့လိုက်တယ်ပေါ့အဲ့ agency တခုတွေ့လိုက်တော့ကိုတို့လည်းဒီဟာဆိုတော့အဆင်ပြေမယ်ဘာဖြစ်လို့လဲဆိုတော့ဒီ social influencer တယောက်နဲ့လည်းအလုပ်လုပ်တယ်ကွာ तू ကလည်းထိုက်တယောက်တော့နာမည်ရှိရကွာ तू ကလည်းအဲ့လိုဆိုတော့ page ကတော့ယုံကြည်ရလောက်တယ်သူတို့နဲ့လုပ်တယ်ဆိုပြီးတော့ခုတို့ကအမှအဲ့ page ကနေတငယ်ချင်းလေးယောက်အလိုက်ရောအလိုက်တာလည်း language school နဲ့အပ်တာမဟုတ်ဘူးအဲ့တက်ကူတက်ဖို့အပ်ကြတာတက်ကူတက်ဖို့အပ်တော့အမှတယောက်ကိုထော်လာ1000နဲ့ service fee อ่ะ okay ပေါ့အားနဲ့၄ယောက်လုံးအလိုက်ကြရောအဲ့ဒါနဲ့ဒီသူတို့ခုကိုပြောတဲ့ဒီ agency နဲ့ကိုအလိုက်မိရပေါ့အလိုက်တဲ့ချိန်ကြတော့သူတို့အဲ့ကနေပြီးတော့အဲ့ခုလိန်ဝါးတဲ့တယောက်ကသူနဲ့ညီမတို့ကိုတေချာဆွေးနွေးပေးမယ်ဒီမှာသူ့ line account သူ့ line account ပေါ့နော်သူ့ line account ကနေအခဲ့ဘလို့ဘာကြီးသိချင်လဲဘာညာဒီမှာမေးပေါ့အဲ့နဲ့ तू ကဖုန်းဆက်ခဲ့ပြီးတော့ညီမတို့ဘလို့အဆင်ပြေတယ်ဘလို့ဟွာဖြစ်တယ်သူရှင်းပြပြီးတော့ညီမတို့ကလည်းအဲ့ဆို okay အဆင်ပြေတယ်အပ်မယ်ပေါ့တင်မလားတခုဆိုရင်တော့မှကွာဒီ social influencer နဲ့ तू ကအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ image ကိုတော့သိရမလားဒီထိခိုက်ခံမှာမဟုတ်ပါဘူးပေါ့ကိုကလည်းပြည့်ယုံလိုက်တာပြည့်ယုံပြီးတော့အမကြောင်းအပ်လိုက်ရောအဲ့ဒါနဲ့ဘယ်ချိန်မှလိန်ခံရတီးလိုက်ရလဲဆိုတော့ညီမတို့ဒီကျောင်းသွားတက်ရတော့မယ်ထားပါတော့8လပိုင်းမှာသွားတက်ရတော့မယ်ဆိုရင်လို့8လပိုင်းဟိုမှာတော်တော်အဲ့လိုမျိုးလာစမ်းပိုင်းလောက်ရောက်နေပြီအခါကျမှ तू အခါကျတော့လေညီမတို့အချက်လက်တွေကိုလည်း तू ဘာမှမတောင်းဟိုသွားပြောရဲဆိုလေအကုန်စင်ပြေတယ်အကုန်ရတယ်ကြီးပဲပြောသိရမလားညီမတို့ဘက်ကပဲဘာပေးရမလဲဘာချက်လက်လို့လဲသွားပြောရဆိုဟာဒါဟုတ်တော့မဟုတ်သေးဘူးပေါ့နော်တကူတော့ something wrong နေပြီပေါ့နော်ငါတို့ကဘာကိစ္စငါတို့ကပဲတော့ပြောနေရတာလေပေါ့တာမန်ဆိုညီမတို့လည်းကြောင်းအပ်ဖူးတာပဲကွာဒါပေမဲ့ဘယ်ကြောင်းအပ်တဲ့ဟာမှဒီလိုမျိုးမဟုတ်ဘူးကွာသူတို့ဘက်ကပဲအချက်လက်တွေတောင်းဘာတွေတောင်းပြီးတော့ကျောင်းတိုင်းကအဲ့လိုအပ်ရပဲဒါပေမဲ့ဒီဟာကြီးကကြောက်သိရမလားဘာတော့ပြောအဆင်ပြေရလှုပ်ထားတယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးပဲညီမတို့ပြောတော့မတင်ကားတော့နည်းနည်းတော့ဖြစ်လာတာပေါ့မတင်ကားဖြစ်လာတော့ကြမှာအဲ့လိုမျိုးထိုင်ဝမ်မှာရှိတဲ့တငယ်ချင်းကိုငါတို့ကိုထိုင်ဝမ်မှာကြောက်အပ်ထားရှိမရှိမေးပေးဒီเจ้าမှာတငယ်ချင်းကိုအားနဲ့ဖုန်းဆက်ပြီးတော့မှထိုင်ဝမ်ကတငယ်ချင်းကိုမေးခိုင်းတော့မှညီတို့နာမည်ရေးတဲ့တယောက်မှမပါဘူးတဲ့အထားကြီးလည်းမရှိဘူးတဲ့သူပြရဲ့ receipt တွေကလည်းတဲ့ID နံပါတ်တွေကတော့မှန်တယ်ဒါပေမဲ့သူများနာမည်ကြီးတဲ့တို့နာမည်မပါဘူးဆိုတော့အခါကျမှဟာလိန်ခံလိုက်ရပြီပေါ့အဲ့လိုမျိုးအမှတိသွားတာလိန်ခံလိုက်ရတာကိုတို့လည်းတိချင်းအဲ့ခုသူတို့နဲ့အလုပ်တူတွဲလုပ်ပါတယ်ဆိုရယ် social influencer တို့ဖုန်းဆက်ပြီးမေးဒါဘယ်လိုဖြစ်တာလဲညီမတို့နာမည်ဒီမပါဘူးဘာညာပြောတော့မှသူတို့လည်းမသိဘူးညီမတို့ကျောင်းအပ်ထားတာကိုလည်းသူတို့ကမသိဘူးတဲ့အဲ့လိုမျိုးပြောတာညီမတို့သူတို့ကတက်ဂရုဘတ်တီကင်တာမဟုတ်ပါဘူးသူတို့က language school ဘတ်တီပဲကင်တာပါဆိုပြီးတော့သူတို့လည်းမသိရပါအကြောင်းပြောတယ်ပေါ့နော်ပြောတော့okay အဲ့ဆိုဘယ်သူမှလည်းအပြစ်သွားတင်လို့လည်းတော့မရပါဘူးတောင်ကိုအားလို့ကိုခံရလို့ပဲတော့မှတ်ပါတယ်ဒါပေမဲ့လည်းသူတို့ကလည်းသူတို့နဲ့အလုပ်တူတွဲလုပ်နေရဲ့ဖြစ်ပြီးတော့ဗောနော်သူတို့ကောင်းလားဆိုးလားတော့မသိဘဲနဲ့ဘလိုမျိုးဖတ်နာတွေလုပ်ပြီးဘလိုဖြစ်လဲတော့မသိညီမတို့ကတကယ်တမ်းကပြောရမယ်ဆိုရင်တော့ဒီအဲ့လိန်ဝါးတဲ့ကောင်တီးပြီးယုံကြည်ပြီးတော့အပ်တာတော့မဟုတ်ဘူးကွာသိလားဒီ social influencer ကိုတီးလို့သူကြော်ညာလို့လည်းညီမတို့တွေ့တော့အပ်လိုက်တယ်ဗောနော်အဲ့ဒါကိုက तू ကဘာမှမသိဘူးဘာမှဟွာမဖြစ်ဘူးပေါ့နော်အခါကျမှသူတို့လည်းနစ်နာရသူဖြစ်ပါကြောင်းပေါ့ကွာသူတို့လည်းဒီចောင်းသားတွေရဲ့အမျက်တွေကို
မပေးဘဲနဲ့ဒီကောင်ကတိန်းချောင်နေပါတယ်ပေါ့ကွာအဲ့လိုပုံစံမျိုးတွေဖြစ်ပြီးတော့သူတို့တွေအုပ်စုတွေကွဲကြရပေါ့ကွာဟိုမှာကြီးညာချက်ထုတ်ဒီမှာကြီးညာချက်ထုတ်အလုပ်တူတူမလုပ်တော့ပါဘူးတွေဘာတွေចောင်းသားတွေကတော့ဘုံပြောက်တာပေါ့ကွာဘသူ့ကိုအဖေခေါ်လို့ခေါ်ရမှန်းမသိရမလားအဲ့လိုတွေတော့ဖြစ်သွားတာပေါ့ဒါမဲ့လေထားလိုက်ပါသူတို့လည်းအပြစ်မတင်ပါဘူးဟုတ်ပါတယ်သူတို့လည်းညင်တာတဲ့သူဖြစ်လဲဖြစ်မှာပေါ့နော်ဒါပေမဲ့ကိုလုံးတူတူတွဲလုပ်တဲ့သူရဲ့အကြောင်းကိုတော့နည်းနည်းတော့စုံစမ်းပြီးမှတော့လုပ်တင်တာပေါ့နော် public မှာ influencer လုပ်နေတဲ့သူတော့ကတော့ပေါ့နော်လင်ကန်လိုက်ရတော့ဒါလေးပါပဲဒီမှာတို့စုစုပေါင်းဒေါ်လာ4000ပါသွားရပေါ့နော်ဒါပေမဲ့ဒေါ်လာ4000ပါသွားပြီမြဲဆက်စားချင်းဒီမှာတို့အလိုက်မြန်လို့အဖေတို့မေတို့ကညီမအဖေတို့မေတို့ကလိုက်ကြတော့အဲ့ဒါနဲ့ညီမဒေါ်လာ1000ကတော့20တော့ပြန်ရတယ်ကွာတခြားကတော့ပြန်မရအောင်ဒါပေမဲ့လည်း20ရလည်း20ပေါ့အဲ့လိုပဲဒါပေမဲ့တငယ်ချင်းဟာတွေကလိုက်ပြီးတော့လေသူတို့ဟာတွေကကြောင့်လုံးဝမရတော့အခုချိန်ကြီးလေအဆက်တွေလည်းမလုပ်ဘူးအဆက်တွေလည်းမရဘူးပေါ့နော်ကိုကဘာဖြစ်လို့ဒီအကြောင်းတွေကိုပြန်ပြောပြရလဲဆိုတော့ကိုတူတယောက်ကိုထိခိုက်လို့စိတ်ရှိလို့ပြောတာမဟုတ်ပါဘူးကိုတို့လိုမျိုးနောက်ထပ်ကြောင်းသွားတတ်မယ်မောင်လေးညီမလေးတွေတငယ်ချင်းတွေမကြုံရအောင်လို့ကိုပြန်ပြီးတော့ experience sharing အနေနဲ့ဒီဟာလေးကိုပြောပြတာပဲဖြစ်ပါတယ်ကိုဘယ်နိုင်ငံကိုပဲသွားပေါ့နော်တေချာအကြောင်းကိုရွေးပါအကြောင်းနဲ့ချိတ်ဆက်လို့ရတယ်ဓာတ်ရိုက်ချိတ်လို့ရတယ်အကြောင်းနဲ့အကြောင်း website တွေကနေတေချာရှာပါအကြောင်းနဲ့အဆက်အသွယ်မပြတ်အောင်အဲ့လိုမျိုးမေးတွေပို့ပြီးမေးပါပေါ့နော်ကိုယ့်ကိုအရင် agency ကိုအားမကိုးပါနဲ့ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်ပါတယ်အဲ့ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြပြန်တွေ့မှာပဲ bye bye see you in the next video